ဆုံးကလူတယောက်စီကိုတေမင်းကရောက်လာတယ်စိတ်မကောင်းပါဘူးမင်းဒီနေ့တေရတော့မယ်ဟောဒီမှာစရင်တဲ့တေမဲ့လူစရင်တွေကိုတန်းစီပြီးရေးထားတယ်သူ့နာမည်ကခိတ်ဆုံးကအဲ့ဒါနဲ့အဲ့ဒီလူကကောင်းပါပြီဒါပေမဲ့ခဏလောက်တော့နေပါဦးဗျာကျွန်တော်ခမားကိုဧကန်ပေးရစေဦးဆိုပြီးကော်ဖီတွေမုန့်တွေကျွေးတယ်တေမင်းလဲအားရပါရစားပြီးအိပ်ပျော်သွားပါလေရောဘယ်ရမလဲကိုလူကကော်ဖီထဲမှာအိတ်ဆေးတွေခတ်ထားတာကိုအဲ့ဒါနဲ့တေမင်းတစ်ခုခုတခေါခေါအိပ်ပျော်နေတော့သူကခုနကတေမဲ့လူတွေရဲ့နာမည်စရင်းကိုပြောင်းပြန်လှန်လိုက်တယ်သူ့နာမည်ကနောက်ဆုံးဖြစ်သွားတာပေါ့ခဏကြာတော့တေမင်းအိယာကနိုးလာတယ်ဟာစားကောင်းကောင်းနဲ့စားလိုက်တာဘိုက်လေးပြီးအိတ်တောင်ပျော်သွားတယ်ကွာမင်းကငါ့အပေါ်တိတ်အိတ်ဝစ်ကြည့်ပြီးကောင်းကောင်းမွန်မွန်ပြုစုတဲ့အတွက်တေမဲ့လူတွေစရင်ကိုပြောင်းပြန်လှန်လိုက်နေကွာနောက်ဆုံးကနေပဲစခေါ်တော့မင်းခုပြောလိုက်တယ်ငါပြောင်းပြန်လှန်မိတာမှားသွားပြီကွာတေမဲ့ရက်ကိုရောက်လာရင်ဘလို့မှရှောင်လွဲလို့မရဘူးဆိုတာကိုပါသတိရနိုင်ပါစေနောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ပုံမြင်တွေကိုတင်ပေးသွားမှာဖြစ်လို့ channel လေးကိုလည်း subscribe နှိပ်ပေးသွားပါဦးနော်